နီထလေးရဲ့ကျောင်းမှာစိုက်ထားတဲ့မီနီတိုမာတိုအပင်လေးပါဒီကျောင်းပိတ်ရတစ်လကျော်ပိတ်တော့မှာဆိုတော့ကျောင်းမှာနေတဲလာခုလေးတောက်ခုလေးသူ့အပေကတိုမာတိုအဲ့ဒါ ready မဖြစ်တယ်မဲ့နေလို့တဲ့ခုနေရောတာခုနာခု တစ်လုံးနှလုံး အခုတောင်းလို့ ဖြည်းဖြည်းလို့အကိုင်းကျိုးရမယ်ဒါအကိုင်းလေးကိုကိုင်းပြီးတော့လေးလုံးနော်နဲ့အဲ့ဒါရှိ starfish အပင်ရေလောင်းမှလာရေးသွားwatermelon စီလာwatermelon အစီအိုးတဲ့စားပြီးတော့ဒီမှာဒီအိုးလေးတွေကိုထည့်ထားတာသူ့အပင်ထွက်လာပြီတဲ့ဒါကိုနေထက်ရဲ့အပင်လေးပါဒါကလေထဲမှာမှုတ်လို့ရတယ်တန်းပူတဲ့ဒါကမနစ်ကတဒန်းလုံးကစိုက်တဲ့အာဆာကာကိုအဲ့ဒါလည်းအတူတူပဲသူအစိကိုစိုက်ထားတာအခုဒီအနေထားဖြစ်သွားပြီဒီပင်လေးကတော့ကျမရဲ့နက်မေမှာရှင်မရှင်တော့မသိသေးပါဘူးမမေကလက်စိတ်မရှိပေမဲ့တတကတော့လက်စိတ်ရှိပါတယ်လောက်တောင်းလောက်ကျောင်းကပြန်လာပြီးတော့သူ့အပင်ကိုရေးလာဒီဦးမလောင်းနဲ့တာအဲ့ဒါလည်းနီလာပြီအဲ့ဒါလည်းနောက်ထပ်နေရနဲ့ခါလိုက်အဲ့ဒါတော့တင်းနေတော့အဲ့ဒါအခုမှတေးသေးလေးရှိအဲ့ဒါလည်းပြည့်တင်းနေပါပြီအဲ့ဒါလည်းဟုတ်တယ်ဒီလေးလုံးတားစားမှာလားမမေဝယ်ထားတဲ့မီနီတိုမာတိုတွေအောင်ရှိသေးတယ်ပူလိုက်ဟုတ်တယ်လေဒါလေးကထားလို့ရသေးအဲ့မှာတော့ရှိတယ်ဘာမှမဖြစ်ဘူးရတယ်အသီးမှာ